ငါအဲ့ရထားမယ်အဲ့ငါမျက်နှာတက်ပြီးတော့ရေချိုးလိုက်မျက်နှာတက်ရေတစ်ခါလေးမျက်နှာလေးနေချိုးလိုက်တော့မယ်ရေချိုးမယ်အေးစေးငါချိုးလိုက်ပါအောင်မယ်ညီမလေးထားတော့ညီမလေးလာငါတို့ရဲ့အဖေရှိသွားရအောင်ပါလေတော့မှလို့ပြောထားလေရေချိုးနေကြတယ်မမရေချိုးနေလားအေးဟုတ်တယ်မောင်လေးရဲ့အေးမနေ့ညနေတဲ့ဒီနော်တစ်ပြီလားတစ်လေတစ်ပါမယ်ကိုရတယ်ခဏလေးပါကိုရလေဟုတ်ရလာငါတို့ရေမချိုးနေတော့နော်အေးလို့မိုက်သွေးရေမချိုးတားရေမချိုးတော့နော်အေးအညူပစားလဲအဲ့ဆိုရင်လေဟုတ်လာညီမလေးလားကိုရဝယ်လဲမယ်ကိုရဒီအပြောင်းအင်းကြီးပဲအများရဝယ်မှာမလေးဒါလေးပဲဝယ်လိုက်တော့မှာအေးလာညီမလေးတော့ငါတို့နောက်မှတော့ထိုင်ကြမယ်မမလည်းမပြီးသေးဘူးလားမသိဘူးအေးတွေပတ်ကုန်အောင်လို့တော့စောင်းနေအောင်နေတာဟုတ်တယ်မလီငါတော်တော်အေးနေပြီငါလည်းသိမလားစိတ်နဲ့ခံလိုက်တာမလီအေးလိုက်တာနဲ့လက်ရှိလေးဝင်ကောင်းမလားမသိဘူးလက်ရှိလေးပဲလိုက်ပါမယ်ခုဒါလေးလည်းစပင်းလေးရတော့နှစ်ဖက်ခွဲစီလိုက်မယ်ဒါရဒီလိုပုံကမစီးချင်ဒီလိုပုံကြီးမလောက်ဒီလိုပုံလေးပဲဆက်တော့မရပြီးဆိုတော့ငါအဖေသွားမှာမောင်လေးနဲ့ညီမလေးသွားမယ်လေအဖေအိမ်သွားရင်အဖေအိမ်သွားကြမလားသွားမယ်လေမမသွားမယ်လေမအေးလာနေအောင်လားဟာညီလေးလားမောင်လေးလားလေဟာမောင်လေးရတယ်ကဲသွားမယ်မြန်လားငါတော့ very fat မစားသေးဘူးညလာတက်ကြဟေးမောင်လေးနေမပါတော့မောင်လေးဟာလာဒီလားငါတော့ခေါ်ရပြန်ကွာမောင်လေးလာတက်ဟာနေတော့လေကွာအဲ့ဆိုသွားမယ်နော်ချွေးဆိုင်မတော့စားကြမယ်နော်မချွေးဆိုင်မှာမစားတော့ပါဘူးအဖေနဲ့အဖေသွားတဲ့လမ်းကြမှာပဲစားလိုက်တော့မယ်ကြည့်မလားတရားနီယူဖြတ်ချော်ပြီးတော့သွားတဲ့လမ်းဘက်မှာစီဆိုင်ရှိရလေဆိုင်တော့စားလို့ကောင်းနေတဲ့ဒါပေမဲ့ကြီးနာဆိုင်စားမယ်ကဲတော့မယ်ဖေးရဒီဘက်ကနေသွားတာဆိုနေကားဝင်လိုက်တော့မလေးတီးတော့ပါရဲ့မမရဲ့ဖေးမမသားတို့ကြောက်လာပြီနေအမောင်ကဘယ်တော့တိုက်ဘူးပါဘူးမလေးအခုတော့တိုက်တော့မယ်လေအမရဲ့ရှင်းမဦးသလိုင်းငါတွေ့ပါတယ်ဟာအရက်တော့ပြီးမူးတာမဟုတ်ဘူးနော်ဒီပေါ်မှာသွားမယ်ဒါမယ်နေပါဦးဖေဝဖုန်းဆက်လိုက်ပါတော့မယ်ဖေဝဖုန်းဆက်လိုက်အောင်မယ်ဟယ်လိုဖေသမီးအဖေလေသမီးဝယ်ထားတဲ့အိမ်အစ်ကိုလာခဲ့ပါလားဖေလာခဲ့မယ်နော်သမီးအဖေအဲ့ဆိုလေဒါပဲနော်ဖေသမီးမလီငါဖုန်းသုံးရင်းနဲ့ပဲကောင်းမောင်းလိုက်တော့မယ်ကဲကွာတော့ညီလေးနဲ့ညီမလေးအမပြောကြတယ်တခုရှိရပါလေအမအခုအိမ်သေးဝယ်ထားရလေအမရတယ်လောကနေအမအိမ်ဝယ်ထားတယ်ဟုတ်လားမဟုတ်တယ်လေညီမလေးတို့ပတ်စံရောမောင်လေးပတ်စံရောပါရလေနေအောင်လို့မမဘယ်တော့ယူလိုက်တာလဲမဟုတ်ဘူးလေညီမလေးတို့ပဲပေးရလေမမအောင်မိုးပေးရဆိုဟုတ်တယ်မေလို့အဲ့ပတ်စံနဲ့ဆော့ဝယ်လိုက်တယ်မမတို့ပတ်စံအများဆုံးစားရတာပေါ့မောင်လေးနဲ့ညီမလေးရယ်ဟုတ်ကဲဆိုရင်ကြည့်ရှင်နေပြီးသွားပါမြင်မောင်းကတော့ခုနပဲတိုက်မှာကြောက်လို့ဆိုခုနတိုက်ပြီးသွားပြီလေအမရဲ့ဟုတ်တာပဲ
အမအချိန်နဲ့ရှောအမရေ80ကျော်နေဟဲ့ဒီကားနဲ့လေပြင်းနေတွေ့နေတော့ဘာမှလည်းမသိဘူးကဲအဲ့ငါဝယ်ထားတဲ့ရင်ဒီကိုသွားမယ်နော်အေးအမရေနိုင်ငံခြားဝင်ရောက်ပြီအမရေတိုက်တာနော်ခေါင်းမိုးပေါ်ရရောက်โอเคဒီနေ့သွားမယ်ဟိုအရှိဆိုရောက်ပြီနော်အိုးရှေ့မှာမြင်းနေရအခင်းအောင်အင်းတွေ့ရလို့သူအိမ်မှာနေရှင်နဲ့အိုင်ရမဝယ်ထားတယ်ယေပြောလိုက်တာကားထိုးမယ်နော်ဟုတ်ကဲ့မမနေခါရအောင်ချက်နေကဲမောင်တို့စင်းကြတော့မတော့ဖုန်းသုံးရင်းနေပဲတော့မယ်နော်မောင်လေးနဲ့ညီမလေးနေခဲ့ရင်လည်းမမဒီမှာထိုင်တော့မယ်ထွားထိုင်ပြီးတော့ဖုန်းထိုင်ကြည့်ဒီမှာဆိုရေကူးကိန်းကြီးပဲဖေးရရောက်ပြီလားအေးလာနေပါပြီသမီးရဲ့ဟောဘယ်အဲ့ဒါပဲတော့အေးလမ်းမထိုင်လို့မကောင်းဟိုတော့ထိုင်မယ်โอเคထိုင်မယ်ဟဲ့ညီမလေးကိုရဆောင်လေညီမလေးမလေးထုံးမတော့ကိုကြီးလာညီမလေးကိုကြီးရှိမယ်ဟုတ်ကိုကြီးရေကူးကနေကြီးပဲညီမလေးရေကူးချင်လိုက်တာကိုကမှာပါညီမလေးရဲ့ကိုကြီးရဲ့လေးကူးချင်တာပေါ့โอเคကိုကြီးဘယ်လိုဖြစ်သွားလဲကိုကြီးပြားနေတာကိုကြီးဘယ်လိုဖြစ်သွားလဲမသိဘူးပြားကြီးကိုကြီးလိုဖြစ်တာလဲကိုကြီးပြားကြီးပဲဘယ်လိုဖြစ်သွားလဲငါပြင်းတော့တော်မလေးငါရိုက်ခံတော့မှာပဲငါအိမ်ရှောက်လုံနေတာကိုကြီးဘယ်လိုဖြစ်တာလဲ